အမေရိကန်နိုင်ငံဘာကြောင့်ကပါမှာထိတ်ဆုံးရောက်နေတာလဲဘာကြောင့်သူများထက်တပန်းတာနေတာလဲဆိုတာစိတ်တက်ကြောင်ပြဘယ်လိုစိတ်တက်လဲဆိုတော့တခုခုလုပ်မယ်ဆိုရင်လေမဖြစ်ဖြစ်အောင်လုပ်တယ်ဗျစင်ချေမပေးဘူး no reason အကြောင်းပြချက်မပေးဘူးဗျဒီအပြေးပြိုင်ပွဲမှာဆိုရင်လေမိန်းမလည်းပြေးချင်တယ်ယောက်ျားလည်းပြေးချင်တယ်တာပေမဲ့ကလေးကငယ်နေတာတာမာအဖြစ်ဆိုရင်ကျွန်တော်တို့ဆိုရင်အားကွာမပြေတော့ဘူးကလေးငယ်နေတေးလို့ကလေးကြီးမှပြေးမယ် no အမေရိကန်တွေအဲ့လိုမျိုးမဟုတ်ဘူးဗျငါတို့ကလေးငယ်နေတယ်ဘာမှမဖြစ်ဘူးဒွန်းလဲတဲ့ထည့်ပြီးတော့ပြေးတာဗျဘလောက်ထိလေးစားစရာကောင်းလဲဘလောက်ထိစိတ်တက်ခိုင်မာလဲ no reason နော်ကိုလှုပ်ချင်တဲ့ဟာကိုမဖြစ်ဖြစ်အောင်လှုပ်တာဗျဒီမှာဗျတက်တေးလင်ရောမရရောစုံတူပြေးတာနော်ဝတ်စုံလဲတူတူဝတ်ထားတယ်ဗျကလေးနဲ့ပြေးတာဗျအယမ်းမြန်တာနော်အယမ်းမြန်တာနော်ဒီမှာအားကြဆရာဗျာအရန်လေးစားစရာကောင်းတယ်ဗျပြီးတော့တခြားမိဘတွေလည်းအများကြီးကလေးရှိတယ်နော် no reason မရရအောင်ပြေးတာဗျဒီမှာဗီဒီယိုတဲ့ဒီရဲ့ကလေးဖခင်တွေကလည်းတကယ်လေးစားဆရာဗျကြည့်ပါဦးကလေးကိုဒွန်းလဲတဲ့ထည့်ပြီးတော့ပြေးကြတယ်ဗျာမြန်ပါမြန်ကိုလှုပ်ချင်တဲ့ဟာကိုမဖြစ်ဖြစ်အောင်လှုပ်ကြတဲ့အမေရိကန်တွေရဲ့စိတ်တက်ဗျဒါလေးစားဆရာဖြစ်တယ်လို့အတူယူဆရာလည်းဖြစ်တဲ့အတွက်ရိုက်ကူးတင်ဆက်ခြင်းဖြစ်ပါတယ်ခမရအယံမြန်တာတော့ကြည့်ပါဦးတကယ်ဗျာလေးစားတယ်တမိုင်ကုန်9မိနစ်နှုံးနဲ့ပြေးသွားတာဗျ3မိုင်အပြေးချန်ပီယံဖြစ်ပါတယ်ခမရပထမဆုရတဲ့တယောက်ဖြစ်ပါတယ်အယမ်းမြန်ပါတယ်ခမရ15မိနစ်နဲ့10စက္ကန့်ဗျဒါဒုတိယရတဲ့တယောက်ဗျသူလည်းအယမ်းမြန်ပါတယ်15မိနစ်နဲ့စက္ကန့်30ဗျဒါတတိယရတဲ့တယောက်ဗျ10စက္ကန့်ပဲกว่าတာနော်အယမ်းမြန်ပါတယ်ခမရတမိုင်ကို6မိနစ်ကျော်ကျော်ပဲပြေးတယ်ဗျကလေးလေးပဲဒီကလေးလေးကအယမ်းမြန်တာဗျကြီးလာရင်တော့ချန်ပီယံဖြစ်မဲ့ကလေးတွေဗျကြည့်ပါဦး19မိနစ်ကြော်လေးနဲ့ပန်းဝင်တော့တာဗျအာလလလမြန်ချက်ဒီမှာဗျနောက်ထပ်တယောက်ဘာကြောင့်အသက်ရှည်ကြတာလဲလို့လေ့လာကြည့်လိုက်တော့အမေရိကန်နိုင်ငံသားအများစုကပြေးကြတာဗျအမေရိကန်အများစုနော်3မိုင်ခီးကိုနော်24မိနစ်နဲ့အများစုကလူတိုင်းဒီပါပြေးနိုင်တယ်ဗျတမိုင်ကို10မိနစ်နှုံးနဲ့ပြေးနိုင်ကြတယ်ဗျဒါတက်သေးပဲဗျဒီအုပ်စုကြတော့24မိနစ်ဝန်းကျင်မှာပန်းဝင်လာတဲ့အပြေးသမားတွေဖြစ်ပါတယ်ခင်ဗျလူပေါင်းရာချီပါတယ်ခင်ဗျပြိုင်ပွဲကတချင်းတန်ဖွင့်ထားလို့ကျွန်တော်အတန်ကိုဖျောက်ထားရပါတယ်ခင်ဗျအများကြီးဗျရာချီတယ်နော်3မိုင်ခီးကို24မိနစ်ဗျWith a pink bear along with a bow and Richard Harbour, we please ask that you can go to the second round time so we can have things ready for those results. We'll be back in just a couple of minutes. အားလုံးပျော်ရွှင်ကြမှာကြပါစေဗျာဘေးကင်းကြပါစေဗျာကျွန်တော်တိုက်ရမွန် USA ဖြစ်ပါတယ်အမေရိကရောက်ရှမ်းတယောက်ဖြစ်ပါတယ်ခင်ဗျမောင်စုံခ